တနင်္လာနေ့မွေးသူများအတွက်2026ခုနှစ်6လပိုင်း8ရက်နေ့မှ14ရက်နေ့ထိတပတ်စာမြန်မာရိုးရာဗေဒင်ဟောစာတမ်းဒီတပတ်မှာတနင်္လာနေ့မွေးသူတွေအတွက်အခွင့်အရေးသစ်တွေဝင်လာနိုင်ပြီးမိမိရဲ့ကြိုးစားမှုတွေအကျိုးပေးလာမယ့်အချိန်ဖြစ်ပါတယ်။စိတ်ရှိပြီးလှုပ်ဆောင်သွားရင်ရလဒ်ကောင်းတွေမြင်တွေ့ရနိုင်ပါတယ်။တနင်္လာနေ့မွေးသူများအတွက်အလုပ်စီးပွားရေးကတော့လုပ်ငန်းခွင်မှာတာဝန်အသစ်တွေရလာနိုင်ပါတယ်။လူကြီးသူမတွေရဲ့အတိမတ်ပြုမှုကိုရရှိလာနိုင်ပြီးအလုပ်ကိုင်တိုးတက်မှုတွေကြုံတွေ့ရနိုင်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်များအတွက်ဖောက်သည်အသစ်တွေတိုးလာနိုင်ပါတယ်။တနင်္လာနေ့မွေးသူများအတွက်ငွေကြေးကံကတော့ငွေဝင်ကံကောင်းနေပြီးအရင်ကစောင့်ဆိုင်းနေတဲ့ငွေကြေးကိစ္စတွေအဆင်ပြေလာနိုင်ပါတယ်။သို့တော့မလိုအပ်တဲ့အသုံးစရိတ်တွေကိုထိန်းချုပ်ဖို့လိုပါတယ်။တနင်္လာနေ့မွေးသူများအတွက်အခြေရေးကတော့စိတ်ငုပ်တွေအတွက်မိတ်ဆွေတဦးနဲ့ပိုမိုရင်းနှီးလာနိုင်ပါတယ်။ချစ်သူရှိသူတွေကတော့အချင်းချင်းနားလည်မှုတွေပိုမိုကောင်းမွန်လာနိုင်ပြီးအနာဂတ်အတွက်ဆွေးနွေးမှုတွေပြုလုပ်ရနိုင်ပါတယ်။တနင်္လာနေ့မွေးသူများအတွက်ကျန်းမာရေးကတော့အစာအိမ်နှင့်ပတ်သက်သောပြဿနာများအိပ်ရေးမဝခြင်းတို့ကိုသတိထားပါ။အစားအသောက်အချိန်မှန်စားပြီးအနားယူမှုလုံလောက်စွာရယူပါ။တနင်္လာနေ့မွေးသူများအတွက်ရှောင်ရန်ကတော့အလင်းလိုဆုံးဖြတ်ချက်ချခြင်းသူများကိစ္စများတွင်ဝင်ရောက်ဆွတ်ဖက်ခြင်းမလိုအပ်ဘဲငွေချေးငှားခြင်းတို့ရှောင်ပါတနင်္လာနေ့မွေးသူများအတွက်ဆောင်ရန်ကတော့တနင်္လာနေ့တွင်ရေတက်လူတန်းမှာမိဘနှင့်တက်ကြီးရွယ်ဦးများအားကူညီပါအဖြူရောင်အသုံးဆောင်လေးများဆောင်ထားပါကံကောင်းစေသောအယောင်အဖြူရောင်အပြာနုရောင်တို့ဖြစ်ပါတယ်ကံကောင်းစေသောကဏ္ဍတွေကတော့289ကဏ္ဍတို့ဖြစ်ပါတယ်ကံကောင်းစေသောနေ့တွေကတော့တောကြနေ့မှာကံကောင်းစေပါတယ်ဒီတစ်ပတ်မှာစိတ်တည်ငြိမ်စွာနဲ့ကြိုးစားလှုပ်ဆောင်နိုင်ရင်အောင်မြင်မှုနဲ့ကံကောင်းခြင်းတွေရရှိလာနိုင်ပါတယ်အခုလိုတပတ်စာပေတင်ဟောချက်တွေကိုအမြဲကြည့်ရှုခြင်းရင် like follow လုပ်ထားဖို့မမေ့နဲ့နော် subscribe လည်းလုပ်ပေးခဲ့ပါဦး